လူတယောက်ရဲ့ကြီးမြတ်မှုဟာသူ့ရဲ့အတွေးခေါ်တွေပေါ်မှာမူတည်တယ်ဆိုတဲ့ဒီခေတ်ကာလမရွေးမှန်ကန်နေတဲ့အမှန်တရားကို Elon Musk, Steve Jobs နဲ့ Jeff Bezos လိုမျိုးအောင်မြင်သူတွေရဲ့ဘဝတွေကထပ်ခါသက်သေပြခဲ့ပြီးပါပြီ။ Napoleon Hill ကသူ့ရဲ့ကြော်ကြားတဲ့စာအုပ်အတွေးနဲ့ချမ်းသာလာ Think and Grow Rich မှာမင်းပါကိုတွေးမင်းဖြစ်လာလိမ့်မယ်လို့ပြောခဲ့တယ်။ဒါပေမဲ့ဒါအမှန်ဆိုရင်လူအများပြားဘာလို့အောင်မြင်ဖို့ရုန်းကန်နေရတာလဲသူတို့ဟာကိုယ့်အနာဂတ်အတွက်မတွေးကြတာလား။ကိုယ့်ရဲ့အလားအလာကိုမြင်အောင်မကြည့်တတ်ကြတာလားဒီနေ့ဇလန်းလေးကဒီမေးခွန်းတွေရဲ့အဖြေကိုဖော်ထုတ်ပေးမဲ့အပြင်တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုကိုလည်းသင်ကြားပေးမှာဖြစ်ပါတယ်ဒီကြားထဲမှာအင်္ဂလိပ်စွမ်းရည်တိုးတက်ဖို့စကားလုံးတစ်လေးတွေလည်းသင်ကြားရမှာမို့အဆုံးထိအောင်ကျွန်တော်တို့နဲ့အတူရှိနေပေးကြပါနော်ဒီဗီဒီယိုကခင်ဗျားတို့ရဲ့အချိန်နဲ့ထိုက်တန်လိမ့်မယ်လို့ကတိပေးပါတယ်တခါတော့ကအလုံများတဲ့မိရထားဘူတာယုံတစ်ခုမှာသူတောင်းစားအိုတယောက်နေထိုင်ခဲ့တယ်နေတိုင်းယထာဆောင်နေတဲ့ခီးသည်တွေစီကတင်းကားတွေတောင်းပြီးသူအသက်ရှင်ခဲ့ရတဲ့တနေ့မှာသူတောင်းစားနေတော့ platform ပေါ်ကိုဝစ်စားလာပါတဲ့လူချမ်းသားတယောက်တက်လာတာကိုသတိထားမိတယ်သူ့ရဲ့ဈေးကြီးတဲ့ဝစ်စုံနဲ့ယုံကြည်မှုအပြည့်ရှိတဲ့ကိုဟန်အနေထားကိုမြင်တော့သူတောင်းစားကဒီလူကြီးကတကယ်ချမ်းသာဩဇာရှိမှာပဲငါသူစီပတ်စံတောင်းရင်ရက်ရော်ပေးမှာပဲလို့တွေးမိတယ်ဒီမျောလင်းချက်နဲ့ပဲသူတောင်းစားကလူချမ်းသားစီချင်းကပ်ပြီးလက်ကိုဆန့်လိုက်တယ်ဒါပေမဲ့သူ့ကိုပတ်စံပေးမဲ့အစားလူချမ်းသားကသူ့ကိုကြည့်ပြီးမင်းကတခြားသူတွေစီကအမြဲတမ်းပဲယူတတ်တာလားမင်းကတခါမှတယောက်ကိုပေးဘူးလို့လားလို့မေးလိုက်တယ်သူတောင်းစားကအံ့အားသင့်သွားတယ်သူဒီလိုမေးခွန်းမျိုးတခါမှမကြားဘူးရှုပ်ထွေးသွားတဲ့သူကအရှင်ဖေကျွန်တော်ကသူတောင်းစားပါတခြားသူတွေစီကဒင်းကားတွေတောင်းပြီးအသက်ရှင်ရတာပါကျွန်တော်မှဘသူ့ကိုမှပေးစရာဘာမှမရှိပါဘူးလို့ပြန်ဖြေတယ်လူချမ်းသာကပြုံးပြီးမင်းမပေးစရာဘာမှမရှိဘူးလို့ယုံကြည်ထားရင်မင်းမလည်းဘာတစ်ခုကိုမှတောင်းခံပိုင်ခွင့်မရှိဘူးငါကမင်းကငါ့ကိုတစ်ခုခုကမ်းလှမ်းနိုင်မယ်ဆိုရင်ငါကမင်းကိုတစ်ခုခုပြန်ပေးလို့ရတယ်ဒါပေမဲ့မင်းမပေးစရာဘာမှမရှိဘူးဆိုရင်ငါလည်းမင်းကိုဘာမှမပေးနိုင်ဘူးလို့ပြောပြီးကိုယ့်ရထားကိုတက်ကထွက်သွားတဲ့သူတောင်းစားကအဲ့ဒီမှာပဲငေါက်ကြီးရက်နေပြီးလူချမ်းသာရဲ့စကားတွေကိုစိတ်ထဲမှာပြန်တွေးနေမိတယ်ငါဒီလောက်ကြာအောင်သူတောင်းစားလုပ်ခဲ့တာဒါပေမဲ့ဒီလိုစကားမျိုးဘယ်သူမှငါ့ကိုတစ်ခါမှမပြောဘူးသူကရိုင်းတာမဟုတ်ဘူးဒါပေမဲ့အမှန်တရားကိုပြောသွားတယ်ငါကတခုခုပြန်မပေးနိုင်ဘူးဆိုရင်လူတွေကငါ့ကိုဘာလို့ပေးရမှာလဲပထမဆုံးအကြိမ်ဖြစ်ဒါကြောင့်လူတွေကသူ့ကိုပတ်စံအများကြီးမပေးတာလားဆိုတာသူတောင်းစားသဘောပေါက်လိုက်တယ်ဘာလို့လဲဆိုတော့သူကသူတို့ကိုဘာမှပြန်မပေးလို့ပဲအဲ့ဒီညမှာသူလုံးလုံးချာချာနဲ့အတွေးတွေနှဆိုင်စွာဝင်ပြီးလှဲနေတယ်ဒါပေမဲ့ငါဘာပေးလို့ရမှာလဲငါကသူတောင်းစားပဲငါမှဘာမှမရှိဘူးဒါပေမဲ့လူချမ်းသာရဲ့စကားတွေကသူ့စိတ်ထဲမှာမင်းလက်ခံလို့လေဆိုရင်အရင်ဆုံးပေးတတ်ရမယ်ဆိုတဲ့စကားတွေကပဲ့တင်ထက်နေခဲ့တဲ့2ရက်လောက်ကြာတယ်သူတောင်းစားကဘသူစီမှာပတ်စံမတောင်းတော့ဘူးအတွေးတွေနဲ့ပဲအလုံများနေခဲ့တဲ့တတိယနေ့မှာဘူတာယုံမှာထိုင်နေရင်ယထာလန်နီးမှာပေါက်နေတဲ့တောပန်းလေးတစ်စီးကိုသတိထားမိတယ်သူတို့ရဲ့တောက်ပတဲ့အယောင်တွေကသူ့မျက်စိကိုဖန်ဆားလိုက်ပြီးရုတ်တရက်စိတ်ကူးတစ်ခုဝင်လာတယ်ငါကယူယုံတက်လုံနေမဲ့အစားတစ်ခုခုပြန်ပေးရင်ဘလို့လဲလူတွေကငါ့ကိုဒင်ကားတွေပေးတိုင်းငါကသူတို့ကိုပန်းတပွင့်ပြန်ပေးရင်ဘလို့လဲစိတ်ပိုင်းဖြတ်ထားတဲ့အတိုင်းသူအဲ့ဒီကိုသွားပြီးပန်းနှဲငယ်ကိုညင်သားစွာကူကသူ့နေရာဟောင်းကိုပြန်လာခဲ့တယ်တယောက်ကသူ့ကိုဒင်ကားတပြားပေးတဲ့အခါသူပြုံးပြီးသူတို့ကိုပန်းတပွင့်ပြန်ပေးတဲ့အံ့ဩစရာကောင်းတာကလူတွေကပန်းတွေကိုဝမ်းသာစွာလက်ခံကြတယ်တချို့ဆိုပြုံးပြီးကျေးဇူးတင်တာတော့လုပ်တဲ့ရက်တွေကြာလာတာနဲ့အမျှမယုံနိုင်စရာတစ်ခုဖြစ်လာတယ်လူတွေကသူ့ကိုပတ်စံတွေပိုစပေးလာကြတယ်ဒါပေမဲ့သူပုံစံတစ်ခုကိုသတိထားမိတယ်သူ့မှာပန်းတွေရှိနေသေး၍လူတွေကရက်ရောပေးကြတယ်ပန်းတွေကုန်သွားတဲ့အခါမှာတော့တနေ့မှာသူဒင်းကားတွေနဲ့လဲလှည့်ပြီးပန်းတွေပေးနေတော့ယထာပေါ်မှာထိုင်နေတဲ့လူချမ်းသားကိုထပ်မြင်လိုက်ရတယ်စိတ်လှုပ်ရှားစွာနဲ့သူ့စီပြေးသွားပြီးအရှင်ဖေဟာဒီနေ့ကျွန်တော်မှာကိုတော်ကိုပေးစရာတခုရှိပါတယ်ကိုတော်ကျွန်တော်ကိုပတ်စံပေးမယ်ဆိုရင်ကျွန်တော်ကိုတော်ကိုပန်းတွေပြန်ပေးပါမယ်လို့ပြောလိုက်တဲ့လူချမ်းသားကပြုံးပြီးသူ့ကိုပတ်စံအချို့ပေးကပန်းနှဲငယ်ယူလိုက်တယ်မင်းဖလဲချင်းရဲ့တန်ဖိုးကိုအမှန်တကယ်နားလဲသွားပြီးလို့ပြောတယ်ဒီနေ့မင်းကသူတောင်းစားတတ်မဟုတ်တော့ဘူးမင်းစီးပွားရေးသမားတယောက်ဖြစ်လာပြီးယထာကနောက်ဘူတာယုံကိုရောက်တော့လူချမ်းသားကဆင်းသွားတယ်သူတောင်းစားကသူ့ကိုကြည့်ပြီးအဲ့ဒီမှာရက်နေတဲ့သူ့စကားတွေကသူ့စိတ်ထဲမှာအတွေ့အကြုံတစ်ခုကိုလှုပ်ဆော်ပေးလိုက်တယ်ငါတကယ်ပဲအခုစီးပွားရေးသမားတယောက်ဖြစ်နေပြီလားအချိန်တော်ကြာအောင်သူဒီအကြောင်းကိုစဉ်းစားနေမိတယ်ရုတ်တရက်သူတစ်ခုခုကိုသဘောပေါက်သွားတယ်ငါအခုအောင်မြင်မှုရဲ့လှုပ်ဝက်ချက်ကိုသိပြီးငါကသူတောင်းစားတတ်မဟုတ်တော့ဘူးငါကကုန်တဲ့တယောက်လူတွေကငါ့ကိုတနာလို့ပတ်စံပေးနေကြတာမဟုတ်ဘူး
သူတို့ကငါပေးတဲ့ပန်းတွေအတွက်ပေးချေနေကြတာဒါကြောင့်ငါမှာစီးပွားရေးတစ်ခုရှိနေပြီးစိတ်လှုပ်ရှားစွာနဲ့အဲ့ဒီနေ့မှာရဲရင်နဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တဲ့သူမိရထားပူရာယုံကနေထွက်ခွာသွားပြီးသူတောင်းစားအဖြစ်ဘယ်တော့မှပြန်မလာတော့ဘူး6လကြာမှာအဲ့ဒီမိရထားပူရာယုံမှာပဲဝစ်စာလှပတဲ့လူ2ယောက်တွေ့ဆုံကြတယ်သူတို့လက်ဆွဲနှုတ်ဆက်ကြပေမဲ့တယောက်ကတယောက်ကိုစူးစမ်းတဲ့အကြည့်နဲ့ကြည့်နေတယ်ကျုံမင်းကိုတီးတယ်နဲ့တူတယ်လူတယောက်ကမေးတယ်နောက်တယောက်ကပြုံးပြီးဟုတ်ပါတယ်ကျုပ်တို့ဒီမှာပဲဒီရထားပုံမှာနှစ်ကြိမ်တွေ့ဘူးတယ်လို့ပြန်ဖြေတယ်ပထမလူကမျက်မှောင်ကျုပ်ပြီးမှတ်မိဖို့ကြိုးစားတယ်ရုတ်တရက်သူ့မျက်လုံးတွေအံ့အားသင့်စွာပြူးကျဲသွားတယ်ခဏလေးမင်းကအဲ့ဒီသူတောင်းစားငါပတ်စံမပေးချင်ဘူးလို့ညင်းခဲ့တဲ့သူနောက်တစ်ခါမင်းစီကပန်းတွေဝယ်ခဲ့ရတဲ့သူတောင်းစားဟောင်းကရဲလိုက်တယ်ဟုတ်တယ်အဲ့ဒီတုန်းကကျုပ်ပါဒါပေမဲ့ဒီနေ့ကျုပ်ကသူတောင်းစားမဟုတ်တော့ဘူးကျုပ်မယုံနိုင်စရာပဲဘာတွေပြောင်းလဲသွားတာလဲပန်းတွေကပြုံးလိုက်တယ်ကိုရောကကျုပ်ကိုဘဝရဲ့အကြီးမားဆုံးအမှန်တရားတစ်ခုကိုသင်ပေးခဲ့တယ်ငါတို့ဟာပေးမှသာလက်ခံရရှိတယ်ဆိုတာကိုပဲအဲ့ဒီနေ့မှာကျုပ်သဘောပေါက်သွားတယ်ကျုပ်ကတကယ်တော့သူတောင်းစားမဟုတ်ခဲ့ဘူးအစကတည်းကစီးပွားရေးသမားတစ်ယောက်ပဲကျုပ်ကိုကျုပ်အဲ့ဒီလိုမြင်ဖို့ပဲလိုတာလူ2ယောက်အခုတော့တန်းတူရည်တူအနေနဲ့နောက်တစ်ခါလက်ဆွဲနှုတ်ဆက်ကြတယ်ပြီးတော့သူတို့ကိုစီယထာရီပေါ်တက်ကကိုအနာဂတ်စီတို့ဥတီထွက်ခွာသွားကြတယ်ဘဝဟာငါတို့ဘယ်လိုမြင်လဲဆိုတဲ့အပေါ်မှာပုံဖော်ခံရတာပါမင်းကိုမင်းတေးသေးလေးလို့ယုံကြည်ထားရင်တေးသေးလေးပဲဖြစ်နေလိမ့်မယ်ဒါပေမဲ့မင်းရဲ့အတွင်းစိတ်ကအလားအလာကိုအတိမတ်ပြုမယ်ဆိုရင်မင်းကြီးမြတ်မှုကိုရရှိနိုင်တယ်ဒါကြောင့်ကိုကန့်သက်မထားပါနဲ့ကိုတမသူအရေးချင်းရှိသူအောင်မြင်သူအဖြစ်မြင်ပါဘာလို့လဲဆိုတော့မင်းရဲ့အတွေးတွေပြောင်းလဲသွားတဲ့အခါမင်းရဲ့အနာဂတ်လည်းပြောင်းလဲသွားလို့ပဲဒီဇလန်ကိုသဘောကျတယ်ဆိုရင်လက်မထောင်ပေးပါတင်မာရီတင်ယူခဲ့ရလဲဆိုတာကိုအောက်မှာခမရေးခဲ့ပါတခြားသူတွေလည်းအားတက်စေဖို့မျှဝေပေးပါနောက်ဆက်လမ်းမှာပြန်ဆောင်ကြမယ်